မင်္ဂလာပါမငေရအောင်ကျွန်တော်ကတော့ဒေါက်တာပညာအောင်မိုးဖြစ်ပါတယ်2010ရွေးကောက်ပွဲမှာကျွန်တော်ကအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ရွေးခံရပါတယ်2020ရွေးကောက်ပွဲမှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ရွေးခံရပါတယ်အခုကျွန်တော်တင်ပြချင်တာကဘာလဲဆိုတော့ဒီရိုးသစ် channel ကနေပြီးတော့အမျိုးသမီးတူဦးကတွေ့တဲ့ဒီမွန်လူမျိုးနဲ့ပတ်သက်တဲ့အပြောအဆိုတွေနော်ဒီမွန်အလုတ်သမားအဆင့်ရှိတဲ့လူတစ်ယောက်ကိုထိုင်းကမေးတော့သူကမွန်လူမျိုးဖြစ်တဲ့အကြောင်းမွန်နိုင်ငံရှိတဲ့အကြောင်းအဲ့လိုပြောတဲ့အတွက်ကြောင့်ဒီကြည့်ရတာပညာတတ်အမျိုးသမီးရလို့ကျွန်တော်ယူဆတယ်လေအဲ့တော့သူကနေပြီးတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောဆိုတာဝေဖန်တာပြောဆိုတာဒီကြမ်းတမ်းတဲ့သဘောခါးသီးတဲ့သဘောမွန်လူမျိုးတွေကသူတို့နစ်နာတယ်ဆိုတော့အမြင်နဲ့အချို့ကမွန်လူမျိုးအချို့ကမွန်လူမျိုးတော်တော်များများပေါ့ကြားပြီးတော့စိတ်မကောင်းဖြစ်တယ်အဲ့ဒီ line ပေါ်မှာပြန်ပြီးတော့ပြန်လှန်ပြောဆိုကြတယ်တစ်ဖက်နဲ့တစ်ဖက်နှစ်ဖက်ဖြစ်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ပြောဆိုဝေဖန်ပြောဆိုတာဟာရိုင်းဆိုင်တဲ့သဘောမျိုးလဲရိုင်းဆိုင်တဲ့အဆင့်အထိရောက်သွားတယ်အဲ့တော့ဒီလိုကျွန်တော်တို့ကဘာလဲဆိုတော့ဒါဟာတိုင်းရင်းသားလူမျိုးအချင်းချင်းကျွန်တော်မွန်တိုင်းရင်းသားနဲ့ဗမာတိုင်းရင်းသားလူမျိုးချားမှာအမုန်းပွားစေတဲ့အပြောဆိုတွေပါလာတယ်ဒါဟာကျွန်တော်တို့ဒီကနေ့တိုင်းပြည်အခြေအနေအရနော်ကျွန်တော်တို့နိုင်ငံမှာပြဿနာကြမ်းတမ်းတဲ့ပဋိပက္ခကြမ်းတမ်းတဲ့အခြေအနေမှာဖြစ်နေတဲ့အခြေအနေမှာအခုနိုင်ငံခြားမှာထိုင်းနိုင်ငံဆိုနိုင်ငံခြားလို့ပြောမှာနိုင်ငံခြားမှာလည်းပဲနိုင်ငံခြားရောက်ပြီးတော့တွားပြီးတော့လှုပ်ရှားရတဲ့လူတွေလှုပ်ရှားနေတဲ့လူတွေလည်းအချင်းချင်း